မကြခင်ဝမ်းမှာပွဲဦးထွက်လာတော့မေမြန်မာလက်ဝဲဖိုက်တာကျော်စွာဝင်းကတော့လက်ရှိမှာသူ့ရဲ့စ조사မှုတွေကြောင့်စင်ပေါ်ကနေတော်ကောက်ခြင်းကိုခံလိုက်ရပြီပဲဖြစ်ပါတယ်ကျော်စွာဝင်းကထိုင်းကိုရောက်ပြီးခရေကနေကိပောင်စီပွဲတစ်ပွဲကိုထိုးထားရပြီးအပွဲမှာဆိုရင်လေတော်တော်ကောင်းတဲ့စွမ်းဆောင်ရည်တွေကိုပြသခဲ့ကအလဲထိုးနဲ့နိုင်ပွဲရယူခဲ့ပါတယ်အဲ့လိုနဲ့ပွဲထိုးခဲ့တာလားနဲ့ချီကြပြီးတဲ့အချိန်မှာတော့ခုလက်ရှိမှာဆိုရင်ကျော်စွာဝင်းကမြန်မာဖိုက်တာ၄ယောက်အထိကိုပွဲထုတ်ထားတဲ့1 Lobany 139မှာဂျပန်ဖိုက်တာမူကာနဲ့1 Championship ပွဲဦးထွက်ကိုဆင်နွှဲရတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်ကျော်စွာဝင်းရဲ့အနေအထားကတော်ရုံတန်ရုံအနေအထားမျိုးမဟုတ်ပဲဝမ်းကပဲတော်ကောက်ရတဲ့အနေအထားမျိုးဖြစ်လာပြီဆိုတာခုဆိုရင်ပရိသတ်တွေသဘောကျလောက်ပြီလို့ထင်ပါတယ်တကယ်တော့ကျော်စွာဝင်းကထိုင်းမှာမွေထိုင်းတွေတော့မထိုးရသေးပါဘူးဒါပေမဲ့1 Championship ကတော့ကျော်စွာဝင်းရဲ့အရေးချင်းတွေကိုယုံကြည်တဲ့အတွက်ခုလိုပဲနာမည်ကြီးဖိုက်တာနဲ့ပွဲတည်ပေးလိုက်ပါပြီမူကာစီတို့ကလည်း1 Championship မှာ MOE ကလွယ်ကျန်တဲ့ဖိုက်တာအားလုံးအနိုင်ယူပြထားပါတယ်၅ပွဲထိုး၄ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်တစ်ခုရရှိထားတာပါဒီတော့ကျော်စွာဝင်းအတွက်ကလာမယ့်23ရက်နေ့1 Championship ပွဲဟာကြီးမားတဲ့စမ်းသပ်မှုကြီးဖြစ်လာနိုင်ပေမဲ့အောင်ပွဲစီခြင်းတော့ကြော်ဖြတ်ရပါမယ်မူကာစီတို့ကလည်းတေချာတာကစားမယ်ဆိုရင်နိုင်တဲ့ဖိုက်တာမျိုးပါMOE လိုဖိုက်တာမျိုးကတော့သူ့ကိုအနိုင်ယူထားနိုင်တယ်ဆိုတဲ့အတွက်သူ့အနေထားကနိုင်ပွဲတွေဆက်နေပြီမဲ့လေအရင်ကြောင်းနေရမယ့်အနေထားမျိုးလည်းမဟုတ်ပါဘူးအဓိကကတော့ကျော်စွာဝင်းရှိန်မနေဖို့ပါပဲရှိန်နေတော့ရှုံးနိုင်ပါတယ်မရှိန်မဲ့တတိရှိရှိနဲ့အတင်းဝင်တင်းထွက်မယ်ဆိုရင်တော့မူကာစီတို့ကလည်းကျော်စွာဝင်းရဲ့လက်သီးထိုးချက်တွေကိုမခံနိုင်တော့ပါဘူးဒါကြောင့်လက်ရှိမှာမြန်မာပရိသတ်တွေမျှော်လင့်နေတာကကျော်စွာဝင်း1ပွဲဦးထွက်မှာအနိုင်ရသွားဖို့ပါပဲအနိုင်ရသွားခဲ့ရင်တော့ကျော်စွာဝင်းကတော်တော်လေးကိုနာမည်ကြီးသွားနိုင်ပြီးအလားအလာကောင်းများစွာကိုလည်းပိုင်ဆိုင်လာမှာပါကံကောင်းရင်ကျော်စွာဝင်းကဒုတိယတက်စဉ်အဖြစ်တောင်တဟုန်ထိုးနာမည်ကြီးလာနိုင်ပါတယ်ဒီတော့ကျော်စွာဝင်းအတွက်လက်ရှိမှာအရေးကြီးဆုံးအရာကလာမယ့်23ရက်နေ့1 Championship ပွဲဦးထွက်မှာအနိုင်ယူပြဖို့ပါပဲခက်ခဲပေမဲ့လုံးပြနိုင်ရင်တော့ချီကျူးခံရမှာပါဒါကြောင့်23ရက်နေ့မှာပွဲထိုးမဲ့အခြားမြန်မာဖိုက်တာတွေထက်ကျော်စွာဝင်းကိုပရိသတ်တွေကပိုအားပေးနေကြတာဖြစ်ပါတယ်ကျွန်တော်ကတော့ကျော်စွာဝင်းလုံးပြနိုင်မယ်လို့ယုံကြည်နေပါတယ်ဒီတော့လုံးပြနိုင်ဖို့ဆိုရင်တော်တော်ကောင်းတဲ့စွမ်းဆောင်ရည်တွေကိုပြသဖို့လိုအပ်ပါတယ်မူကာစီတို့ကလည်းသူရင်ဆိုင်ခဲ့ရတဲ့ပြိုင်ပွဲတွေထဲမှာမြန်မာဖိုက်တာတယောက်ကိုပဲသူကရှုံးထားတာဆိုတဲ့အတွက်လက်ရှိမြန်မာဖိုက်တာကျော်စွာဝင်းနဲ့အတွေ့မှာတော့အသေးအတန်နဲ့ခဲမှန်လာဖို့ရှိပါတယ်ကျောင်းတော့ကရန်စားတွေရှိခဲ့တဲ့အတိုင်းတော့သူကပွဲထွက်လာတော့ပါတယ်ဒါပေမဲ့သူကသူဘလို့ပဲဖြစ်ဖြစ်ဘလို့ပဲရင်ဆိုင်ကိုယ့်အလုပ်ကတော့ထိထိုက်တွေးနေတဲ့အချိန်မှာအနိုင်ယူပြဖို့ပါပဲဒီတော့ကျော်စွာဝင်းအတွက်ကလက်ရှိမှာဒီ1ပွဲဦးထွက်ကအရေးကြီးဆုံးအရာပါပဲဒါကတော်တော်လေးကိုသူ့အတွက်ရေးကြီးပါတယ်လုံးပြနိုင်တော့အရာအလုံးကသူ့အတွက်ကြီးပါပဲမလုံးပြနိုင်တော့ကျော်စွာဝင်းကသူ့ကိုယ်သူအတော်လေးစိတ်သက်သာသွားနိုင်ပါတယ်ဒါပေမဲ့ရှုံးနေသွားတယ်ဆိုရင်တော့ဝေဖန်ခံရတာတွေကနည်းပါလိမ့်မယ်ဘာလို့လဲဆိုတော့အဲ့ဒီဖိုက်တာကျော်စွာဝင်းဖြစ်နေလို့ပါပဲ